က်ရောင်ပြီးကြောက်တယ်နေတာကြောင့်တောင်ကြီးဆေးရုံမှာဆေးကုသမှုခံယူနေရတယ်ဆိုတဲ့တရုတ်ဆောင်ထထမိုးဦးမင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့တရုတ်ဆောင်ထထမိုးဦးကတော့အသက်အရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီဆိုပေမယ့်သူမနဲ့လက်လန်းမိသမျှအမှုပညာအလုပ်တွေကိုတော့ဆက်လက်လုပ်ကိုင်နေစေနိုင်ငံကျော်တရုတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်တရုတ်ဆောင်ထထမိုးဦးကိုတော့ဒီနေ့ဒီချိန်ထိပရိသတ်တွေကအချစ်တွေရောမသွားပဲလက်ခံအားပေးနေကြဆဲလည်းဖြစ်ပါတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုရောက်လာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်ထထမိုးဦးဟာနောက်ပိုင်းမှာတော့ကျန်းမာရေးချို့ယွင်းမှုတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်နေခဲ့တာဖြစ်ပြီးအခုတခါမှဆိုရင်လေကြောက်ကတ်မှာကြောက်တယ်နေတာကြောင့်တောင်ကြီးမြို့ကအစည်းအရုံးတစ်ခုမှာဆေးကုသမှုခံယူနေရတယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ထထမိုးဦးကကြောက်ကတ်ရောင်ပြီးကြောက်ရှိနေတာတအားကိုနာပါတယ်ဘိုင်းနဲ့ခါရီနာနေတာအားလုံးပဲကျမ်းမာချမ်းသာကြပါစေဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေသူမရဲ့ကျမ်းမာရေးအခြေအနေကိုပရိသတ်တွေကိုအသိပေးထားတာလည်းဖြစ်ပါတယ်။ထထမိုးဦးဟာသူမရဲ့ကြောက်ကတ်ဟာရောင်နေပြီးကြောက်တဲ့နေတာကြောင့်ဘိုင်းနဲ့ခါရီမှာအလွန်နာကျင်နေတဲ့ဒဏ်ကိုခံစားနေရတယ်လို့ပြောပြထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်လောက်ခတ်မှုမှာလေတရုတ်ဆောင်ထထမိုးဦးကမန္တလေးမြို့ရဲ့ပွဲတစ်ခုမှာရောက်ရှိနေခဲ့တာဖြစ်ပြီးငလင်ကြောင့်အစာဦးပြိုကျမှုဖြစ်ပွားခဲ့ပြီးသူမရဲ့လက်ပြင်နေရာမှာထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထထမိုးဦးကတော့အញ្ញမ်းဘက်ကိုတစ်နေ့ပြီးတစ်နေ့ရောက်လာတဲ့သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအထူးဂရုစိုက်နေရတာဖြစ်ပြီးပရိသတ်တွေအနေနဲ့လည်းသူမကိုစိတ်မပူကြဖို့နဲ့ပရိသတ်ကြီးလည်းကျန်းမာစွာနေထိုင်ကြဖို့အတွက်ထထကနှုတ်ဆက်ထားတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထထမိုးဦးတယောက်အရင်လိုပဲနေကောင်းကျန်းမာလာပြီးအမှုပညာအလုပ်တွေတက်ဆန်းသမျှပြန်လည်လုပ်ကိုင်နိုင်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်